မွေမြေကိုခွဲတာဝေကလွမ်းလိုက်ပြရောက်စီဂျုံရကြဝမ်းလုံးနဲ့ဘဝကိုကြိုးစားယုံကငါတာတနေ့နေ့ဆိုတော့ဖြစ်ရင်အမေရဲ့နာကိုအပြည့်ပြည့်ခဲ့မယ်အညာမြေမှာစောင့်နေအောင်မင်းမငုံနဲ့မိသားတနည်းပြန်ခဲ့မှာပါကဲချမ်းတဲ့ဘဝကိုဖြတ်တန်းဆွဲစိတ်တဲ့ရင်ဖြူအောင်မှမြမရန်ဖွဲ့လွန်တီးများသောတာဘဝဖြစ်တည်ရာအပိရမတာမိခင်အမေရဲ့ပြုံးကြောင့်ပန်မိဖို့မလို့အောင်မြင်ရင်တောင်းပြန်ခဲ့မယ်အမေကျေးဇူးရီတောင်းပြန်ဆက်ချင်လေအိမ်မေဝမချစ်ဆုံးသားကိုမေးဆောင်နေလောက်ပြီးမိညိုညိုရင်မလုံးမပြေတော့ပြန်လန်းကိုအမြဲတမ်းဆောင်ချူကျွန်တော်မွေကြီးညာမြေစီကိုပြန်မရောက်ဖြစ်တော့ကြောင်ရီခုစုထောင်ရောမိမိရင်ဝင်မေးစနာကိုကျဲပခက်လွဲလက်ပိုင်ရှင်မိမေတောင်းလေးလွမ်းလိုက်တဲ့အမေငလေးပဲတောင်းပြန်လာခြင်းအေးချမ်းနဲ့မြတ်တော်ရိတ်စီအလွမ်းကြီးတိတာဆိုလိုက်တဲ့အောင်မြင်ချိန်မှပြန်ခဲ့ပါမယ်အပြုံများနဲ့အမေဆောင်လူကျူနေချစ်တဲ့မွေမြေကိုခွဲတာဝေကလွမ်းလိုက်ပြရောက်စီဂျုံရကြဝမ်းလုံးနဲ့ဘဝကိုကြိုးစားယုံကငါတာတနေ့နေ့ဆိုတော့ဖြစ်ရင်အမေရဲ့နာကိုအပြည့်ပြန်ခဲ့မယ်အညာမြေမှာစောင့်နေအောင်မင်းမငုံနဲ့မိသားတနည်းပြန်ခဲ့မှာပါကဲချမ်းတဲ့ဘဝကိုဖြတ်တန်းဆွဲစိတ်တဲ့ရင်ဖြူအောင်မှမြမရန်ဖွဲ့လွန်တီးများသောတာဘဝဖြစ်တည်ရာအပိရမတာမိခင်အမေရဲ့ပြုံးကြောင့်ပန်မိဖို့မလို့အောင်မြင်ရင်တောင်းပြန်ခဲ့မယ်အမေကျေးဇူးရီတောင်းပြန်ဆက်ချင်လေအိမ်မေဝမချစ်ဆုံးသားကိုမေးဆောင်နေလောက်ပြီးမိညိုညိုရင်မလုံးမပြေတော့ပြန်လန်းကိုအမြဲတမ်းဆောင်ချူကျွန်တော်ဝေကြီးညာမြေစီကိုပြန်မရောက်ဖြစ်တော့ကြောင်ရီခုစုထောင်ရောမိမိရင်ဝင်မေးစနာကိုကျဲပခက်လွဲလက်ပိုင်ရှင်မိမေတောင်းလေးလွမ်းလိုက်တဲ့အမေငလေးပဲတောင်းပြန်လာခြင်းအေးချမ်းနဲ့မြတ်တော်ရိတ်စီအလွမ်းကြီးတိတာဆိုလိုက်တဲ့အောင်မြင်ချိန်မှပြန်ခဲ့ပါမယ်အပြုံများနဲ့အမေဆောင်လူကျူနေ